ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ခွက်ခေါက်တွေပေါ့ပြေဖြက်တွေခွက်ခေါက်တွေနော်ခွက်ခေါက်ဒီအကြမ်းဘက်ကိုထောက်ပံ့နေတဲ့ထောက်ပို့တွေပေါ့နော်ပြောချင်တယ်ဒါကြီးမန်တက်မနေကြနဲ့လို့နော်မန်တက်မနေကြနဲ့လို့ထိုင်းနိုင်ငံကတော့ဟုတ်လားဖားနဲ့ငါ့ကိုကွဲပြားတိအောင်တော့ဒါလှုပ်ဆောင်နေပေါ့ဗျာနော်ဖားနဲ့ငါကွဲပြားတိအောင်ဒါလှုပ်ဆောင်နေတယ်ဒါမြန်မာနဲ့ထိုင်းနိုင်ငံမှာအေးစစ်စစ်နေတဲ့သူတွေငြိမ်းချမ်းချမ်းနဲ့လုပ်တဲ့သူတွေဟိုပေါ့ဦးစင်းနဲ့နှုတ်ခမ်းမွေးနဲ့တွေ့တော့လို့ပေါ့နှုတ်ခမ်းမွေးကဦးစင်းကထိုင်းနိုင်ငံမှာလို့အေးစစ်စစ်နေတဲ့သူတွေဦးဇင်းတို့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေကိုအနိုင်မကျင့်ဘူးပြောတဲ့အခါမှာနှုတ်ခမ်းမွေးကဘာပြောလဲဆိုတော့သူ့ကိုတဲ့မကောင်းမဲဝါဒဖြန့်နေကြတာပါတဲ့သူကတဲ့တကယ်ဒုက္ခရောက်တဲ့သူတွေကိုတကယ်ကူညီပါတယ်တဲ့မြန်မာတွေကူညီခဲ့တာတွေဆိုလဲအများပါတဲ့အဲ့ဒါမျိုးကြသူတို့ကဖော်ပြဘူးတဲ့သူအနိုင်ကျင့်တာပဲပြောတယ်တဲ့နောက်တစ်ချက်ကသူကပြောသေးတယ်ထိုင်းနိုင်ငံမှာတဲ့အဓိကလာချင်းအကြောင်းရင်းကပတ်စံလာရှာကြတာဟုတ်လားတဲ့အဲ့တော့ပတ်စံရှာပြီးပြန်ကြပေါ့တဲ့ထိုင်းနိုင်ငံရဲ့ဥပဒေထိုင်းနိုင်ငံရဲ့စီမင်းစည်းကမ်းဥပဒေနဲ့နေကြပေါ့တဲ့သူကဒီလိုလုပ်တယ်ဆိုတာကလည်းထိုင်းနိုင်ငံထိုင်းစည်းကမ်းဥပဒေနဲ့မနေတဲ့သူတွေကိုပါတဲ့ဒီမြန်မာနိုင်ငံမှာတချို့ရှိတယ်ပေါ့နော်ဖမ်းဆီးပေးတာတွေပေါ့ထိုင်းနိုင်ငံမှာလည်းအဲ့လိုဥပဒေချိုးဖောက်ထားတဲ့ဒီလိုဟိုလုပ်တဲ့အရာတွေကိုဆိုရင်လည်းတဲ့မြန်မာနိုင်ငံအစိုးရကိုအပ်ပေးရပေါ့ဒါဥစဉ်နဲ့နှုတ်ခမ်းမွေးနဲ့ပြောထားတဲ့အထက်မှာအလုံးရှိပါတယ်ဗျာနော်လူကတော့ဒါဥစဉ်ကိုလည်းဒါထိုင်းနိုင်ငံလောက်လို့ရှိရင်အများအားဆက်တွေ့ပါတဲ့အများအားသူအကုန်လုံးကူညီဆောက်ရှောက်ပေးပါမယ်တဲ့ဆောက်ရှောက်ပေးပါမယ်နော်အကုန်လုံးပေါ့နော်အဲ့တော့ပြောချင်တာကဒီနေ့ကပဲထွက်လာတယ်ဗျာနော်ထိုင်းနိုင်ငံမှာအေးစစ်စစ်နေတဲ့သူတွေထိုင်းနိုင်ငံကိုပတ်စံရှာဖို့လာတဲ့သူတွေကပတ်စံမဲရှာဖို့ပတ်စံရှာပြီးတော့မြန်မာပြည်ပြန်ရမှာပေါ့နော်အဲ့ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကလည်းထိုင်းနိုင်ငံမှာအေးစစ်စစ်နေတဲ့သူတွေနဲ့ဒါအကြမ်းဖက်အားပေးတွေထောက်ပို့လုပ်နေတဲ့သူတွေကိုသူတို့စောင့်ကြည့်နေပါတယ်ဆိုတဲ့စကားလေးတော့ပြောသွားတယ်ဗျစောင့်ကြည့်နေပါတယ်စောင့်ကြည့်နေပြီဆိုတော့ဒီမြန်မာနိုင်ငံအစိုးရကတခွန်းပဲပြောရတော့မှာစောင့်ကြည့်ရုံနဲ့မပြီးသေးဘူးဆိုတခွန်းပဲပြောရတော့မှာနော်အဲ့တော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရှိရဘယ်လိုပဲတမိုင်းတွေရှိခဲ့ဘယ်လိုပဲရှိခဲ့ပါနော်ထိုင်းနိုင်ငံဆိုတဲ့ထိုင်းနိုင်ငံကြီးကလည်းရွှေဘောက်ကအများနဲ့လေးစားပြီးသားပါရွှေဘောက်ကအတိဘက်ပြူပြီးသားပါထိုင်းနိုင်ငံကဘယ်သူပဲတက်ပါရွှေဘောက်ရဲ့အရေးချင်းကိုလည်းသိပြီးသားပါရွှေဘောက်ရဲ့တတိဖြတ်တိကိုလည်းသိပြီးသားပါနော်အဲ့တော့ဟယ်လိုဆိုတာပဲတခုမှပြောရမယ်အနေထားတခုပါဗျာနော်ဘာပြောထိုင်းနိုင်ငံဝင်းကျုံအနေနဲ့ဒါအဲ့လိုနှစ်ခုခွဲလိုက်တာကတော့ဘာပြောဦးဇင်းတို့အနေနဲ့ကတော့ကောင်းပါတယ်လို့ပဲပြောချင်ပါတယ်ဗျဦးဇင်းတို့ကတော့ဒါကိုနော်ခွက်ခေါက်တွေအနေနဲ့လက်တားကြီးမခေါက်ရဲတာပေါ့ဗျအနေထိုင်ဆင်ကျင်းသွားတာပေါ့ဗျာနော်ဒါလေးပြောချင်လို့ပါဗျအားလုံးဒါပါပဲဗျာနော်အားလုံးဒါ